အလို့ရှင်ထန်းကလောက်ခလာတာမရဘူးဆိုရင်ဘယ်လိုလုပ်မလဲဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ချိုအနေနဲ့ပြပေးမယ့်အကြောင်းအရာလေးကပေါ့နော်ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ကိုင်နေစဉ်အတော်တွင်အလို့ရှင်ထန်းကလောက်ခလာတာမရဘူးဆိုရင်ဘယ်လိုမျိုးလုံးဆောင်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်အလုပ်ရှင်ထံကနေပြီးတော့လောက်ခလာစာမရတဲ့အခါမှာတက်တေတွေကိုအရင်ဦးဆုံးစုဆောင်းတင်ပါတယ်တက်တေစုဆောင်းအောင်မယ်ဆိုဘယ်လိုမျိုးစုဆောင်းရမလဲဆိုလို့ရှိရင်အလုပ်ရှင်ကဘယ်သူလဲကို့အလုပ်ခန့်တဲ့သူနဲ့ပေါ့နော်ခိုင်းတဲ့သူတွေကဘယ်သူလဲပေါ့နောက်တစ်ခုကတက်တေအနေနဲ့အလုပ်အကင်စာချုပ်တွေပြီးလို့ရှိရင်ခခအော်တော့တွေဖုံးပြောထားတဲ့အတန်းဖိုင်တွေဘယ်နေ့မှအလုပ်စဝင်တယ်ဘယ်နေ့မှထွက်တယ်နောက်ကဘယ်ကာလအတွက်လစာမရတာလဲပေါ့နော်ပုံမှန်လစာပေးရမယ့်ရက်ကဘယ်နေ့လဲဒီအလုပ်စာချုပ်တွေရုံးတက်ရုံးဆင်းမှတ်တမ်းတွေဒီအလုပ်ဒိုင်ယာရီပေါ့နော်ဘန်းစာအုပ်အဲ့ဒါမျိုးတွေကိုတည်ဖြစ်ထားပါမယ်နောက်တစ်ခုကအလုပ်ယုံလိပ်စာဗမာလဲပေါ့နော်အတူတူအလုပ်လုပ်တဲ့သူကဘယ်နှစ်ယောက်ရှိလဲဆိုတော့တည်တွေနောက်တစ်ခုကတည်အနေနဲ့ပေါ့အလုပ်ခွင်ဓာတ်ပုံတွေလောက်ဖော်ကိုင်ဘက်တွေလောက်ဖော်ကိုင်ဘက်ဓာတ်ပုံတွေပေါ့နော်အဲ့ဒါတွေလိုအပ်ပါတယ်နောက်ခုကကုမ္ပဏီကဘာအလုပ်လုပ်တာလဲကိုကဘာတာဝန်ယူရတာလဲနောက်ခုအချိန်ပိုကြီးအလုပ်နာရဲ့ကြီးအလုပ်ထွက်ကြီးပေါ့နော်ထွက်ကြီးကွန်စတာတွေနဲ့စတာတွေတဲကပေါ့နော်ဘာကိုမရတာလဲနောက်တစ်ခုအနေနဲ့ကအလုပ်ဘလို့စဝင်တာလဲအရင်ကလစာကိုဘဏ်ကနေပေးတာလားလက်ငင်းပေးတာလားပေါ့နော်အလုပ်ရှင်ကဘာအကြောင်းပြချက်နဲ့လစာမပေးတာလဲနောက်ကတသက်အနေနဲ့အလုပ်ရှင်နဲ့ပြောထားတဲ့ကကာကိုတော့သို့မဟုတ်ဖုံးပြောထားတဲ့အတန်းဖိုင်တွေလိုအပ်ပါတယ်နောက်တစ်ခုကပေါ့နော်တင်းစီထားရမယ်အရေးကြီးတဲ့စာရွက်စာတမ်းပေါ့အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအလုပ်အကင်စာချုပ်တွေနောက်ကလစာဖြတ်ပိုင်းဘဏ်ထဲကိုငွေဝင်တဲ့ဒီအသေးစိတ်မှတ်တမ်းတွေနောက်ကရုံးတက်ရုံးဆင်းကပ်ပြားဒါမှမဟုတ်လို့ရှိရင်လက်မှတ်ထိုးထားတဲ့မှတ်တမ်းတွေနောက်ကိုယ်တိုင်ရေးထားတဲ့ပေါ့နော်အလုပ်လုပ်တဲ့အချိန်မှတ်တမ်းအလုပ်ရှင်ကအလုပ်ခိုင်းထားတဲ့စာတွေနဲ့လစာတောင်းထားတဲ့စာတွေပေါ့နော်အဲ့ဒါတွေလိုအပ်ပါတယ်ဒီချက်ကပေါ့နော်အထူးသတိပြုရမယ့်အချက်ဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အလုပ်ထွက်စာဒါမှမဟုတ်ပေါ့နော်လစာအလုံးအခြေတင်ပြီးဆုံးကြောင်းဝန်ခံကတိပြုလွှာတွေမှာပေါ့လက်မှတ်မထိုးဖို့တတိထားပါအဲ့ဒါဒီလစာပြေဝမရသေးဘဲနဲ့အားလုံးရရှိပါပြီနောက်တရားစွဲဆိုခြင်းမပြုပါဆိုတဲ့စာသားပါတဲ့စာရွက်တွေမှာလက်မှတ်ထုတ်မိရင်တော့ပြန်တောင်းရခက်ခဲတတ်ပါတယ်နောက်ချက်ကပေါ့နော်ဖြည့်ရှင်းဆောင်ရွက်နိုင်တဲ့အဆင့်ပေါ့နော်အဲ့ဒါတွေကဘာလဲဆိုရင်အလုပ်ရှင်နဲ့အရင်ညှိနှိုင်းရပါမယ်လစာတွက်ချက်မှုမှားနေသလားမေးမြန်းပါမရပါကဓာတ်ရိုက်တောင်းဆိုပါအလုပ်သမားဝင်ကြီးဌာနကိုတိုင်ကြားပါအလုပ်ထွက်ပြီး14ရက်အတွင်းလစာမရပါကအလုပ်သမားရုံးမှာတိုင်တန်းနိုင်ပါတယ်အကူအညီပေးသည့်အဖွဲ့အစည်းအဲ့ဒါတွေကဘာလဲဆိုရင်တန်ယုံနိုင်ငံသားအလုပ်သမားစင်တာဒါမှမဟုတ်လို့ရှိရင်အလုပ်သမားသမဂ္ဂမှာအကူအညီတောင်းခံနိုင်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကနေပြီးတော့လောက်ခလာတာများရှိတဲ့အခါမှာဘယ်လိုမျိုးဆောင်ရမလဲဆိုတာကိုသိရှိသွားပြီလို့ယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကျိုးရှိတဲ့အကြောင်းအရာလေးတင်ဆက်သွားအောင်မလဲဆိုတာကိုသိရှိရအောင်အကောင့်လေးကို follow လေးနှိပ်အသေးလေးပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဘိုင်